သူတို့ဒီ Facebook ဒါမှမဟုတ်အပြင်မှာမကောင်းတဲ့သတင်းတွေကြားရတယ်မကောင်းတဲ့သတင်းတွေ့တယ်အဲ့ချိန်ကြာလို့ရှင်သူတို့နေလို့မရတော့ကိုအမြဲတမ်းမေးခွန်းထုတ်တယ်သူများတွေကတော့ဒုက္ခရောက်နေပြီငါဒီလိုမျိုးပျော်နေလို့ဖြစ်ပါမလားငါဒီလိုမျိုးလူရာထက်ပို့ပြီးတော့တောင်းနေလို့ဖြစ်ပါမလားလူရာထက်ပို့ပြီးတော့စားနေလို့ဖြစ်ပါမလားလူရာထက်ပို့ပြီးတော့တက်တောင့်တက်တာနေလို့တင့်တော်ပါမလားထိုက်တန်ရလားပေါ့နော်တခြားလူတွေကလူရအောင်မယ်တန်းရအောင်မယ်ဆဲရတဲ့လူတွေကယ်ဆယ်ရအောင်မယ်တယောက်တည်းကောင်းစားနေလို့မဖြစ်ဘူးငါမှအပြစ်ရှိရယ်ငါပျော်နေလို့မဖြစ်ဘူးအစရှိသည့်အားဖြင့်ကျင့်ဝတ်ပိုင်းဆိုင်ရာကို तू ကမြဲမြန်လူရာထက်ပို့ပြီးတော့လွန်ကဲစွာဆွဲကင်ပြီးတော့ကိုအမြဲတမ်းကို तू ကအပြစ်ရှိရယ်ဆိုတဲ့စိတ်တစ်ခုဖြစ်အောင်လုပ်တယ်နောက်ထပ် scrupulosity အမျိုးအစားတစ်ခုကဘာလဲဆိုတော့အကျင့်စာရိတ္တနဲ့ပတ်သက်ပြီးတော့ဖြစ်တာသူကဘာသာရေးနဲ့သိမ့်မဆိုင်သူကလူမှုကျင့်ဝတ်တွေနီတိတွေအဲ့ဒီချမှတ်ထားတဲ့ဥစ္စာကိုသူကတသွေးမတိန်လိုက်နာတယ်အဲ့ဒီစံနှုန်းတွေဥပဒေသားတွေကိုသူကလုံးဝမချိုးဖောက်ဘူးဒါနဲ့ညှိလာပြီဆိုလို့ရှိရင်သူကတခြားလူတွေတွေမကောက်သူကကိုလည်းသူကခွင့်မလွတ်ဘူးဥပမာကျွန်တော်ပြောပြမယ်ကိုကတငယ်ချင်းတယောက်အိမ်ကိုသွားတယ်အဲ့ဒီတငယ်ချင်းမှာမြောက်ရှုံးအောင်ဆော့တဲ့ကလေး2ယောက်ရှိတယ်အဲ့တော့တကယ်ချင်းကိုရောက်သွားတဲ့အချိန်မှာအဲ့ကလေး2ယောက်ကပြောင်းဆန်နေအောင်စောင့်နေတာအဲ့တော့ကိုကစကားတွေပါတော့ပြောနေတာဒါပေမဲ့ကလေးတွေစော့တာကိုကြည့်ပြီးတော့ကိုကမျက်စိကမူးနောက်ဖြစ်လာတယ်ဒီတော့ကလေးတွေကလည်းဘာသာဘာဝပေါ့ဗျာသူဟာသူစော့မှာပေါ့ဒီတော့ဒီလိုစော့နေတဲ့ဥစ္စာကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာလွတ်ခနဲပေါ့နော်ဟာဒီကလေးတွေကလည်းတော်တော်ဆိုးဆိုးပဲပေါ့နော်ဒါတော့လူကြီးတွေစကားပြောနေတာကိုမသိရကောင်းလားဆိုပြီးတော့စိတ်ထဲမှာလွတ်ခနဲဆဲလိုက်မိတယ်လို့ဖြစ်သွားတယ်အဲ့တော့အဲ့ဒီလိုမျိုးဆဲလိုက်တဲ့ဥစ္စာကိုကိုကချက်ချင်းသိတယ်သိတော့ဒုတိယစိတ်တွေကဘာတွေးလဲဆိုတော့ဟာဒုက္ခပဲငါခလေးတွေကိုတော့မှဒီလိုဆဲတဲ့စိတ်တွေတော့ဖြစ်နေပါလားငါလူဆိုးပဲငါမကောင်းတဲ့လူပဲခလေးတွေကသူ့ဘာသူဆော့နေတဲ့ဟာကိုတော့မှငါမနာလိုမချူးစိတ်လောက်အောင်ကိုတော်တော်ဆိုးဆိုးဝါးအကျင့်စာရိတ္တမကောင်းတဲ့ကောင်ဖြစ်နေပါပြီဆိုပြီးတော့ကိုပြန်မြင်တယ်အဲ့ပြန်မြင်လိုက်တော့ကိုဘာသာကို short ဖြစ်သွားတယ်အဲ့တော့ဖြစ်နေတာကစိတ်ထဲမှာလုတ်ခနဲဆဲလိုက်တာကလည်းကိုပဲပြီးတော့ကိုပြန်ပြီးတော့မကောင်းမြင်တာကလည်းကိုဖြစ်နေတာဒီတော့မဖြစ်ချေဘူးဆိုပြီးတော့အဲ့ဒီကလေးတွေကိုသွားပြီးတော့ပွေးဖတ်တာနှစ်သိမ့်တာမုံဝဲကျွေးတာလူရာထက်ပို့ပြီးတော့ထိန်းပေးတာသူကသွားလှုပ်လိုက်တယ်ဒီလိုမျိုးမှမလုပ်ရဘူးဆိုလို့ရှင်လေသူ့စိတ်ထဲမှာထင်နေတဲ့အပြစ်ဆွဲစိတ်ကသူကကြမှာမဟုတ်အဲ့တော့စိတ်ထဲမှာလည်းဒီကလေးတွေကိုတူတူလေးတောင်းမှန်လည်းတောင်းမှန်မှာပေါ့နော်အဲ့တော့သူကလက်တလုံးမှာပေါ့နော်ခလေးရှိရဲ့မိဘတွေအဖေလည်းဖြစ်နိုင်တယ်အမေလည်းဖြစ်နိုင်တယ်သူတို့ရဲ့စိတ်ထဲမှာလည်းတစ်ခါတလေအဲ့ဒီအတွေးတွေပေါ်တယ်ခလေးတွေကပြောမြဆိုမြတားမြကြီးကြတောင်းချမ်းပေါ့နော်ကို့မှာလည်းပြဿနာပေါင်း16000ကြုံနေရတဲ့အချိန်မှာစိတ်ထဲမှာမယူရပဲနဲ့စိတ်ထဲမှာကြိမ်ဆဲလိုက်တာတော့၎င်းမဖွယ်မရာအတွေးတစ်ခုပေါ်လာတော့၎င်းဒေါသထွက်သွားတာတော့၎င်းတစ်ခုခုကိုလှုပ်ပစ်ရှင်တဲ့စိတ်တွေပေါ်လာတာတော့၎င်းဒီလိုမျိုးဖြစ်တယ်အဲ့လိုမျိုးစိတ်ပေါ်လာတဲ့အချိန်မှာလည်းလန့်သွားတယ်ကိုအဲ့တော့ဒီစိတ်တွေကိုပြေပြောက်သွားစေရင်အလို့ငါအဲ့ခလေးတွေကိုလိုတာထက်ပို့ပြီးတော့ချော်တယ်ထိန်းပေးတယ်ကိုကချစ်တယ်လို့ပြောပေးရင်းနဲ့ကိုရဲ့စိတ်ကိုပြန်ပြီးတော့ဖြေသားတယ်အဲ့ဒါလည်း scrupulosity လို့ခေါ်တယ်နောက်တစ်ခုက scrupulosity သမားတွေကလိုတာထက်ပို့ပြီးတော့တောင်းပန်တတ်တယ်ဥပမာကိုရဲ့မိသားစုဝင်ကိုရဲ့တငယ်ချင်းကိုရဲ့မိတ်ဆွေတယောက်နဲ့သူကမတော်တဆပေါ့နော်ထီမီယာခိုက်မီယာမရွေပဲနဲ့ကိုလှုပ်လိုက်တဲ့အမားတစ်ခုကနည်းနည်းလေးသူတို့ကိုထိခိုက်မိသွားတဲ့အခါကြားလို့ရှိရင်ကိုကမနေတတ်တော့ကိုကအပြစ်ဖြစ်သွားပြီကိုကြောင့်လူတွေဒုက္ခရောက်သွားပြီဆိုပြီးတော့တွေးတယ်အဲ့ဒီလူတွေကိုတောင်းပန်တယ်ဘလောက်ထိတောင်းပန်တယ်လဲဆိုလို့ရှိရင်အဲ့ဒီတောင်းပန်ခံရတဲ့လူတွေကစိတ်ညစ်တဲ့အထိကိုသူကတောင်းပန်တာအဲ့လောက်ထိကိုသူကကောင်းတဲ့လူဖြစ်ချင်တာဟိုးရင်တော့ကျွန်တော်စီလာပြတဲ့ကျွန်တော်မိတ်ဆွေတယောက်ပေါ့နော်သူကတော့ OCD လို့ခေါ်တဲ့အစွဲလန်းလွန်တဲ့အဆင့်ဖြစ်တယ်သူကကားမမောင်းရဲဘူးကားမောင်းပြီဆိုလို့ရှိရင်သူကမီးပွိုင်းတို့ဥမာတနေရာတို့ကတော့ရောက်ပြီဆိုရင်သူကဒီဖျားပန်းရောင်းတဲ့ကလေးတွေတက်ကြီးရွယ်အိုတွေလမ်းဖြတ်ကူးတဲ့လူတွေအမျိုးသမီးတွေပေါ့ဗျာသူတို့သူ့ရဲ့ကားကအမြဲတမ်းတိုက်ခဲမိပြီးတိုက်ပြီးသွားပြီဆိုပြီးတော့သူကတွေးတယ်ဆိုတော့သူကဥမာမီးပွိုင်းနေပါရောက်တယ်ဒါမှမဟုတ်နည်းနည်းဘေးကင်းတဲ့နေရာရောက်တယ်ဆိုရင်သူ့ကားကိုရက်တယ်ပြီးရင်ကားပေါ်ကဆင်းတယ်ဆင်းပြီးတော့သူ့ရဲ့ကားရှိရဲ့ဘန်ပါတို့နော်ကားအောက်တွေပါတယ်သူကငုံကြည့်တယ်သူကကိုမယုံတော့ဥမာသူကကားမောင်းပြီးတော့ထွက်လာတယ်ဒါပေမဲ့ခဏနေပေါ့ငါလုံခဲ့တဲ့9မိနစ်10မိနစ်လောက်ကငါဟိုနေရာမှာတယောက်ကိုများငါတိုက်ခဲ့သလားမသိဘူးဆိုပြီးတော့တန်တရားစိတ်တွေဖြစ်တယ်အဲ့တော့အဲ့ရောက်တဲ့နေရာကနေနောက်ကိုပြန်လှည့်တယ်လှည့်ပြီးတော့ကိုတန်တရားဖြစ်တဲ့နေရာအထိသွားတယ်အဲ့နာမှာမရောက်မလဲနဲ့ပတ်ပြီးတော့လိုက်ရှာတယ်ဒါမှမဟုတ်ဘေးနားမှာရှိတဲ့လူတွေသွားမေးရင်လည်းမေးမှာပေါ့ဗျာဒါဒီ checking အဆင့်ထိပါသူကရောက်သွားပြီအဲ့တော့သူကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်သုံးခါလဲမဟုတ်ဘေးကလူတွေကပါဒါလွန်နေပြီလုံးဝဘာမှမဖြစ်ဘူးဆိုတာတော့မှသူကလုံးဝအဆင်မပြေဘူးအဲ့တော့ကြာတော့ဘာဖြစ်လဲဆိုတော့သူကကားမမောင်းရဲတော့နောက်တစ်ခုကသူတို့ကကျင့်ဝတ်ကိုသူကခါဝတ်ပစိုးကဲသူကိုသူကထားတယ်
အဲ့ဒါပတ်သက်ပြီးကျွန်တော်ဥမာတစ်ခုပြောပြမယ်လူတစ်ယောက်ကရုံးကနေပြီးတော့ပြန်လာတယ်ကိုယ့်ရဲ့သမီးလေးကလာကြိုးတယ်အဲ့တော့သမီးလေးကမေးလိုက်တာပေါ့နော်နေ့လေတနားရီလောက်ကသမီးဖေဖေစီကိုဖုန်းဆက်တဲ့အချိန်တုန်းကဖေဖေကဘယ်ရောက်နေရတော့ဆိုပြီးတော့ဒီတိုင်းပဲမေးလိုက်တာဒါပေမဲ့သူကအော်အေးသမီးဖေဖေကရုံးမှာပေါ့ဆိုပြီးတော့ဖြေးလိုက်တယ်သူဖြေးပြီးတော့သူကအဝတ်စားတွေပါလဲပြီးတော့ရေချိုးတာပေါ့ဗျာအဲ့တော့ရေချိုးနေရင်လည်းသူ့စိတ်ထဲမှာဟာခဏနေပါအောင်ငါသမီးဖုန်းဆက်တော့ငါရုံးမှာမှမဟုတ်တာငါတငယ်ချင်းနေနဲ့လက်ဖိဆိုင်ထိုင်နေတာပဲဆိုပြီးတော့ပြန်သတိရသွားမိတယ်ဆိုတော့စိတ်ထဲမှာဟာဒုက္ခပဲငါခလေးကိုလိမ်မိသွားပြီပေါ့နော်ဟာမဖြစ်ဘူးခလေးကိုလိမ်လို့မဖြစ်ဘူးငါကျင်းဝရတာတော်တော်လေးကိုမှားသွားပြီဆိုပြီးတော့ကိုယ့်ကိုအပြစ်တင်တယ်အဲ့တော့ရေမိုးချိုးပြီးတော့ခလေးစီကိုပြန်သွားတယ်သမီးဖေဖေမှားသွားတယ်ပေါ့နော်လိမ်လိုက်တယ်လို့ဖြစ်သွားတယ်နေ့လေကသမီးဖုန်းဆက်တဲ့အချိန်မှာဖေဖေကတငယ်ချင်းနေနဲ့လက်ဖိတောက်နေရဆိုပြီးတော့အမှန်တိုင်းပြောတယ်အဲ့လိုမျိုးပြောလိုက်မှလည်း तू က satisfy ဖြစ်သွားတယ်ကျဉ်းတ်သွားတယ် तू က fears of lying လို့ခေါ်တယ်လိမ်ရမှာအောင် तू ကကြောက်တာနောက်တစ်ခုက perfectionism in morality လို့ခေါ်တယ် तू ကအမှန်တရားကိုလူတာထက်ပိုပြီးတော့ဆွဲလန်းနေတာတခုခုကိုလုပ်ပြီးဆိုလို့ရှိရင် तू ကလုံးဝအမှန်တိုင်းဖြစ်စေချင်တယ်အမှန်တိုင်းမလုပ်ရဘူးဆိုလို့ရှိရင်နေလို့ထိုင်လို့မကောင်းဥပမာတစ်ခုပြောပြမယ်ဗျာတနေ့ကျတော့ तू ကဈေးဝယ်စင်တာတစ်ခုကိုသွားတယ်အဲ့မှာတငယ်ချင်းတယောက်နဲ့တွေ့တယ်အဲ့တငယ်ချင်းနဲ့ तू နဲ့15နှစ်လောက်ရှိပြီမတွေ့တာအဲ့ဒီတငယ်ချင်းကိုမြင်မှစကားပြောနေရင်းနဲ့မှအဲ့ဒီတငယ်ချင်းကိုလွန်ခဲ့တဲ့15နှစ်လောက်ကတခြားတငယ်ချင်းတွေနဲ့အဲ့ဒီတငယ်ချင်းအိုးစားဝတ်ပုံစားပုံနဲ့ပတ်သက်ပြီးတော့အတင်းတုတ်ခဲ့ဘူးပဲအဲ့ဒါကိုဖြတ်ခနဲကောင်းထဲမှာပြန်ပြီးတော့သတိရလာအဲ့တော့အဲ့ဒါနေပြီးတော့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာအဲ့ဒီစိတ်နဲ့ तू ကတနှုံနှုံဖြစ်နေတာဟာငါတငယ်ချင်းကအဲ့ဒီချိန်တုန်းကသဘုတ်လွေလင်းပေါ့နော်မကောင်းတာတွေပြောခဲ့တယ်အတင်းတုတ်ခဲ့တယ်ကျန်တဲ့လူကတော့ဘာပဲဖြစ်ဖြစ်ပေါ့ငါအနေနဲ့ဒီလိုမျိုးမလုပ်သင့်ဘူးငါကျင်းဖို့အရာဒါလုံးဝမှားတယ်ပေါ့နော်စိတ်ထဲမှာဒီတငယ်ချင်းကိုတောင်းပန်ခြင်းနဲ့စိတ်ဖြစ်တယ်ဒီတော့မတောင်းပန်မရခြင်းကို तू ကစိတ်ချနေမှာမဟုတ်ဘူးဆိုပြီးတော့ကိုယ့်ကိုယ်ကိုဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတော့အဲ့တငယ်ချင်းကိုဖုံးဆက်ပြီးတော့တောင်းပန်တယ်တငယ်ချင်းဘက်ကလည်းထူးဆန်းနေရပေါ့နော်ဒီကိစ္စကို तू ကသိတော့မသိတော့နောက်တစ်ခုကလည်းဒီလောက်ကိစ္စလေးကလည်းအခုလိုမျိုးတောင်းပန်ရောက်လာအောင်လဲတအားကြီးဆိုးဝါးဖြစ်တာမဟုတ်ပေါ့နော်ဘာလာကြောက်တာလည်းမသိဘူးဒီလိုမျိုးထင်လဲထင်မှာပေါ့ဗျာဒီတော့ scrupulosity လို့ခေါ်တဲ့ကိုကျင်တရားတို့ဘာသာရေးတို့နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာလုံးဝပြီးပြည့်စုံနေတဲ့စိတ်ကအယမ်းတိမ်မွေ့ပါတယ်နောက်တစ်ခုက तू ကတကယ်ကိုကျင့်ဝတ်ပိုင်းဆိုင်ရာမှာ तू ကမေကွန်းထုတ်စရာတွေဖြစ်တယ်ဒီလိုလူတွေကသူ့ရဲ့စိတ်ကိုပေါ့နော်တစ်ချိန်လုံး CCTV တက်ပြီးတော့စောင့်ကြည့်နေတကယ်သူ့ကို तू ကစောင့်ကြည့်နေတာအဲ့တော့စောင့်ကြည့်နေတော့ဗျာမကောင်းတဲ့စိတ်ကလေးတစ်ချက်ကလေးမှမဖြစ်လိုက်နဲ့ तू ကလုံးဝခွင့်မလွတ်ဘူးအဲ့ဒီအတွေးကို तू ကပြန်ပြုတ်ပြင်းတဲ့အနေနဲ့ဒါမှမဟုတ်ပြန်ဆေးကြောတဲ့အနေနဲ့ तू ကတခြားအတွေးတစ်ခုတခြားအပြုတ်မှုတစ်ခုကို तू ကအများကြီးလိုက်တွေးတယ်ဒီနေရာမှာအရန်ပြဿနာတက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်တွေကျွန်တော်တို့ရဲ့အတွေးတွေဒီမတွေးနဲ့လို့ပြောတဲ့ဥစ္စာကိုပို့ပြီးတော့တွေးလို့ပဲဖြစ်ပါတယ်အဲ့တော့မတွေးနဲ့လို့ပြောလိုက်ပို့ပေါ်လာလိုက်ပို့ပြီးစိတ်ညစ်လိုက်ပို့ပြီးတော့ပြင်ဆင်မှုကြိုးစားလိုက်နဲ့တဖြည်းဖြည်း mental burnout တွေရတယ်ပင်ပန်းနှွမ်းနေလာတယ်အဲ့တော့သူတို့ဒီ Facebook ဒါမှမဟုတ်အပြင်မှာမကောင်းတဲ့သတင်းတွေကြားရတယ်မကောင်းတဲ့သတင်းတွေ့တယ်အဲ့ဒီချိန်ကြာလို့ရှိရင်သူတို့နေလို့မရတော့ကိုယ့်ကိုယ်အမြဲတမ်းမေးခွန်းထုတ်တယ်သူများတွေကတော့ဒုက္ခရောက်နေပြီငါဒီလိုမျိုးပျော်နေလို့ဖြစ်ပါမလားငါဒီလိုမျိုးလူရာထက်ပို့ပြီးတော့တုံးနေလို့ဖြစ်ပါမလားလူရာထက်ပို့ပြီးတော့စားနေလို့ဖြစ်ပါမလားလူရာထက်ပို့ပြီးတော့တက်တောင့်တက်တာနေလို့တင့်တော်ပါမလားထိုက်တန်ရလားပေါ့နော်တခြားလူတွေကလူရအောင်မယ်တန်းရအောင်မယ်ဆဲရတဲ့လူတွေကယ်ဆယ်ရအောင်မယ်တယောက်တည်းကောင်းစားနေလို့မဖြစ်ဘူးငါမှအပြစ်ရှိရဲငါပျော်နေလို့မဖြစ်ဘူးအစရှိသည့်အားဖြင့်ကျင့်ဝတ်ပိုင်းဆိုင်ရာကို तू ကမြဲမြန်လူရာထက်ပို့ပြီးတော့လွန်ကဲစွာဆွဲကင်ပြီးတော့ကိုယ့်ကိုယ်ကိုအမြဲတမ်းကို तू ကအပြစ်ရှိရဲဆိုတဲ့စိတ်တစ်ခုဖြစ်အောင်လုပ်တယ်ပြီးတော့သူတို့မှာလုံးဝကြီးကို sensitive ဖြစ်တဲ့အပိုင်းရှိရဲအဲ့ဒါဘာလဲဆိုတော့ need for certain လို့ခေါ်တယ်သေချာတာကိုအရန်လိုချင်တာသူတို့ကမသေချာခြင်းကိုအင်မတန်မှ sensitive ဖြစ်တယ် uncertainty intolerance လို့ခေါ်တယ်လုံးဝကိုတီးမခံနိုင်မသေချာတာကိုတော့လုံးလို့မရဘူးအဲ့တော့သူတို့ဒီဘာပဲလုပ်ဘာပဲပြောဘသူတွေနဲ့ပဲပြောဆိုဆက်ဆံတီးပဲဖြစ်စေအလုပ်တီးပဲဖြစ်စေတိကျသေချာတဲ့ဥစ္စာကိုသူတို့ကလိုတယ်ဘယ်လောက်ထိတိကျတာကိုလိုချင်လဲဆိုတော့69.99%ခိုင်နှုန်းကိုတော့မှသူတို့ကမတိကျဘူးလို့ထင်တယ်100%ခိုင်နှုန်းတိကျမှာပဲသူကအဆင်ပြေတယ်အထူးသဖြင့်သူတို့ရဲ့စိတ်ကိုသူတို့ပြန်ကြည့်တဲ့အချိန်မှာသူတို့ရဲ့စိတ်ဒီမကောင်းတာမှန်သမျှကိုမြုံမုံတမုံစာမှလုပ်လို့မရဘူးမကောင်းတဲ့စိတ်တွေမဖြစ်ဘူးမကောင်းတဲ့အာဟုတုစိတ်တွေမဖြစ်ဘူးညဉ့်ညံအတွေးတွေလိန်စိတ်တွေဒေါသစိတ်တွေသူတို့ဘာကိုတိုက်ခိုက်တဲ့စိတ်တွေယုံမာတဲ့စိတ်တွေလောဘစိတ်တွေဒေါသစိတ်တွေလုံးဝမဖြစ်အောင်အဲ့လိုမျိုးတန့်စင်တဲ့ပုံစံမျိုးကိုလိုချင်တယ်ဒီလိုမျိုးရအောင်လဲကြိုးစားတယ်
ကြတော့ဘာဖြစ်လဲဆိုတော့အပြစ်လုံးမိမှာကိုကြောက်တယ်အပြစ်ဆွဲစိတ်မှာကိုကြောင်ရင်းနဲ့သူတို့ကိုယ်တိုင်အဲ့ဒီအပြစ်ဆွဲစိတ်တွေကြောက်တဲ့စိတ်ထဲမှာသူတို့ကိုသူတို့အကျဉ်းချလိုက်တယ်လို့ဖြစ်သွားတယ်